အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဗြိတိန်ရဲ့ပင်လယ်ရက်ချပိုင်နက်တစ်ခုဖြစ်ပြီးထူးခြားစမ်းကြယ်တဲ့ဒဏ္ဍာရီတွေလာပါတဲ့ပန်းရောင်သေးတောင်ပြင်တွေနဲ့ကြော်ကြားတဲ့ဗာမြူတာရဲ့အကြောင်းကိုဝေမျှချင်ပါတယ်ဗာမြူတာဟာမြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာတည်ရှိတဲ့ဗြိတိရှားတို့ရဲ့ပင်လယ်ရက်ချပိုင်နက်တစ်ခုဖြစ်ပြီးကျွန်းပေါင်း180ခုနဲ့ဖွဲ့စည်းထားတဲ့ကျွန်းစုနယ်မြေတစ်ခုဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုမြောက်ကယ်ရိုလိုင်းနားပြည်နယ်ရဲ့အရှေ့ဘက်မိုင်650ခန့်အကွာမှာတည်ရှိနေတာကြောင့်အချို့အမှတ်မှားနေတယ်လို့ကာရစ်ဘီယန်ဒေသမှာတည်ရှိနေရတော့မဟုတ်ပါဘူးနယ်မြေတစ်ခုလုံးရဲ့စုစုပေါင်းအကျယ်အဝန်းက20.5စတုရန်းမိုင်သာရှိပြီးကမ္ဘာအသေးဆုံးနယ်မြေဒေသတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်စုစုပေါင်းလူဦးရေက64,000ခန့်သာရှိပေမယ့်တစ်စတုရန်းမိုင်မှာလူဦးရေ3,400ကျော်နေထိုင်တာကြောင့်လူဦးရေတိတ်သီးစများတဲ့ဒေသတစ်ခုလေးဖြစ်ပါတယ်ကြီးမြင့်ကန်ဘရင်စနစ်အောက်ကပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီးအင်္ဂလိပ်ဘာသာစကားကိုကျုံးသုံးဘာသာစကားအဖြစ်အသုံးပြုပါတယ်အစိုးရအဖွဲ့ကိုတော့ဘရင်ကန်ကခန့်အပ်တဲ့ဒေသခံဝန်ကြီးချုပ်ကဦးဆောင်ပါတယ်လူဦးရေ2,000ခန့်နေထိုင်တဲ့ဟာမီတန်မြို့ကမြို့တော်ဖြစ်ပြီးနိုင်ငံရဲ့ဗန်ဒါရေးနဲ့ကုန်သွယ်ရေးအချက်ချာကြရာမြို့လေးဖြစ်ပါတယ်လူဦးရေ9,000ကျော်နေထိုင်တဲ့တမိုင်းဝင်မြို့ဟောင်းစိန့်ဂျော့ချ်ကတော့အကြီးဆုံးမြို့ဖြစ်ပါတယ်ပင်လယ်ရေမျက်နှာပြင်အထက်259ပေသာမြင့်တဲ့ထောင်ဟေးကတော့ဘာမြူဒါဒေသရဲ့အမြင့်ဆုံးနေရာဖြစ်ပါတယ်ဘာမြူဒါဆိုတဲ့အမည်ကတော့ဒီကျွန်းကို1505ခုနှစ်မှာစတင်တွေ့ရှိခဲ့တဲ့စပိန်လူမျိုးသင်းမောကပတိန်ဝဲတန်ဘာမြူဒစ်ရဲ့အမည်ကိုအစွဲပြုခေါ်ဝေါ်ထားတာဖြစ်ပါတယ်ဘာမြူဒါကိုစပိန်လူမျိုးတွေအစောပိုင်းကတည်းကတွေ့ရှိခဲ့ပေမဲ့ဒီကျွန်းစုတွေဟာကြောက်မက်ဖွယ်ကောင်းတဲ့တန်တာကြောက်တန်းတွေနဲ့ဝင်းရံထားတာကြောင့်သင်းမောတွေအတွက်အလွန်အန္တရာယ်များတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်ဒါအပြင်ညဘက်တွေမှာထူးဆန်းတဲ့အော်တန်တွေကြားရလိရှိတာကြောင့်သင်းမောသားတွေကဒီကျွန်းကိုမက်ဆိုးတို့ရဲ့ကျွန်းလို့တင်စားခေါ်ဝေါ်ခဲ့ကြပြီးဘယ်သူမှအခြေချနေထိုင်ခဲ့ခြင်းမရှိပါဘူးတကယ်တော့ဒီအတန်တွေကကတ်ဟိုးလို့ခေါ်တဲ့ကတ်တမျိုးနဲ့တောဝတ်တွေရဲ့အတန်တွေသာဖြစ်ပါတယ်1609ခုနှစ်မှာတော့ဗာမြူဒါရဲ့တမိုင်းကိုပြောင်းလဲစေမယ့်အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်ဗာဂျီးနီးယားကုမ္ပဏီပိုင်အင်္ဂလိပ်သင်းမောတစ်စီးဖြစ်တဲ့ Sea Fincher ဟာအမေရိကတိုက် Jamestown ကိုသွားရောက်စဉ်မုန်တိုင်းမိပြီးဗာမြူဒါရဲ့တန်တာကြောက်တန်းတွေနဲ့တိုက်မိတာသင်းမောပြက်ခဲ့ပါတယ်သင်းမောပေါ်ပါလာတဲ့အင်္ဂလိပ်လူမျိုး150ကျော်ဟာကံကောင်းစွာနဲ့အသက်ရှင်ကျန်းရစ်ခဲ့ပြီးဒီကျွန်းပေါ်မှာဆယ်လကြာနေထိုင်ခဲ့ကြပါတယ်သူတို့ဟာဒီကျွန်းပေါ်မှာတွေ့ရတဲ့တက်တွေနဲ့သင်းမောအသစ်နှစ်စီးကိုတိစောက်ပြီးသူတို့ရဲ့မူလခီးစဉ်ကိုဆက်နိုင်ခဲ့ကြပါတယ်1612ခုနှစ်မှာတော့ဗာဂျီးနီးယားကုမ္ပဏီကဒီကျွန်းကိုတရားဝင်အခြေချဖို့အတွက်အင်္ဂလိပ်လူမျိုး60ကိုစေလွှတ်ခဲ့ပြီးစိန့်ဂျော့ချ်မြို့ကိုတည်ထောင်ခဲ့ပါတယ်ဒါဟာအင်္ဂလိပ်တို့ရဲ့ဒုတိယမြောက်အမြဲတမ်းအခြေချရာနယ်မြေဖြစ်လာခဲ့ပါတယ်အမေရိကန်လွတ်လပ်ရေးစစ်ပွဲအတွင်းမှာဗာမြူဒါဟာဗြိတိရှရေတပ်အတွက်အရေးပါတဲ့စခန်းတစ်ခုဖြစ်ခဲ့တယ်လို့ဒုတိယကမ္ဘာစစ်အတွင်းမှာလည်းအမေရိကန်ပြည်ထောင်စုအတွက်လေတပ်နဲ့ရေတပ်အခြေစိုက်စခန်းအဖြစ်အသုံးပြုခဲ့ပါတယ်20ရာစုမှာတော့ဗာမြူဒါဟာကိုပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတစ်ခုဖြစ်လာခဲ့ပြီးနိုင်ငံတကာစီးပွားရေးနဲ့ခရီးသွားလုပ်ငန်းမှာအောင်မြင်မှုများစွာရရှိလာခဲ့ပါတယ်ဗာမြူဒါရဲ့အထင်ရှားဆုံးနေရာတွေထဲကတစ်ခုကတော့စိန့်ဂျော့ချ်မြို့ဖြစ်ပါတယ်ယူနက်စကိုကမ္ဘာအမွေအနှစ်နေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့စိန့်ဂျော့ချ်မြို့ဟာအမေရိကတိုက်မှာအင်္ဂလိပ်တွေစဉ်ဆက်မပြတ်နေထိုင်ခဲ့တဲ့ရှိအကြဆုံးမြို့ဖြစ်ပါတယ်19ရာစုကတည်းကတည်ရှိခဲ့တဲ့ကြောက်ခင်းလမ်းကျင်းလေးတွေရှေးအောင်ပြည်သူကလက်ရာတွေနဲ့တမိုင်းဝင်အဆောက်အအုံတွေကိုယနေ့ထက်တိုင်မပြတ်မစည်းပဲတွေ့မြင်နိုင်ပါတယ်မြို့ထဲမှာရှိတဲ့စိန့်ပီတာဘုရားကျောင်းဟာအနောက်ကမ္ဘာကျမ်းမှာဆက်လက်အသုံးပြုနေစေရှိအကြဆုံးအင်္ဂလိကန်ဘုရားကျောင်းဖြစ်ပါတယ်ဗာမြူဒါရဲ့အထင်ရှားဆုံးအမှတ်သားကတော့သူ့ရဲ့ပန်းရောင်သဲတောင်ပြင်တွေပါပဲဒီသဲတွေဟာ Foraminifera လို့ခေါ်တဲ့အနုစီဝါတက်ရှိလေးတွေရဲ့အနီရောင်အခွန်အမုံတွေနဲ့သဲဖြူတွေရောနှောနေတာကြောင့်လူညံ့နဲ့ပန်းရောင်တန်းနေတာဖြစ်ပါတယ် Horseshoe Bay ကမ်းခြေ Elbow ကမ်းခြေနဲ့ Warwick Long Bay တို့ဟာကမ္ဘာလက်ခရီးသွားတွေအကြောင်းလူကြိုက်အများဆုံးကမ်းခြေတွေဖြစ်ပါတယ်တော်ဝင်ရတဲ့သင်္ဘောချင်းကတော့ဗာမြူဒါရဲ့နောက်ဘက်အစွန်ဆုံးမှာတည်ရှိနေပြီးဒီနေရာဟာတစ်ချိန်ကဗြိတိရှတော်ဝင်ရေတပ်ရဲ့အတ္တလန္တိတ်သမုဒ္ဒရာမှာအရေးအပါဆုံးအခြေစိုက်စခန်းတစ်ခုဖြစ်ခဲ့ပါတယ်။ယနေ့အချိန်မှာတော့ပြတိုက်တွေအမှုပညာပြခန်းတွေစားတောက်ဆိုင်တွေလက်မှုပညာအယောင်ဆိုင်တွေနဲ့စီကားနေတဲ့ခရီးသွားဧည့်သည်တွေရဲ့အဓိကနေရာတစ်ခုဖြစ်နေပါပြီ။ဗာမြူဒါအမျိုးသားပြတိုက်ဟာဒီနေရာမှာတည်ရှိပြီးရေချောင်းသမိုင်းနဲ့ရင်းကျေးမှုအမွေအနှစ်တွေကိုလေ့လာနိုင်ပါလိမ့်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမတော်တဆရှာဖွေတွေ့ရှိခဲ့တဲ့ခရစ်စတယ်နဲ့ဖန်တစီလိုင်းကူတွေကလည်းဗာမြူဒါရဲ့စိတ်ဝင်စားဖွယ်နေရာတွေဖြစ်ပါလိမ့်။ကြီးလေးလေးတဲ့မြေအောက်ရေကန်ကြီးတွေရဲ့အထက်မှာကြောက်ဆက်မိုးမျောကြောက်ဆက်ပန်းဆွဲတွေကအလွန်လှပတဲ့မြင်းကွင်းကိုဖန်တီးပေးပါလိမ့်။လိုင်းကိုအတွင်းမှာလမ်းလျှောက်နိုင်ဖို့တရားတွေတိဆောက်ပေးထားပြီးလှပတဲ့မြေအောင်တွေနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာမော်ဆန်တဲ့ကဘာတစ်ခုတွေရောက်သွားတယ်လို့ခန်းစားရစေပါတယ်။ဗာမြူဒါရဲ့မြို့တော်ဖြစ်တဲ့ဟာမီတန်ကတော့စီးပွားရေးလုပ်ငန်းတွေရဲ့ဗဟိုချက်ဖြစ်ပြီးဗတိုရီယာခေပြည်သူကလက်ရအဆောက်အအုံတွေနဲ့တပ်ဝင်လှုပ်ရှားနေတဲ့စိတ်ကမ်းမြို့တစ်ခုဖြစ်ပါတယ်။ကမ်းနားလန်တစ်လျှောက်မှာတော့ဈေးဆိုင်တွေစားတောက်ဆိုင်တွေနဲ့ပြခန်းတွေအများအပြားရှိပြီးဈေးဝယ်ထွက်ဖို့နဲ့မြို့ရဲ့အလောက်ကိုခန်းစားဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ကဘာပေါ်အတန်နဲ့တိဆောက်ထားတဲ့ကြီးအကြဆုံးမီးပြတိုက်တွေထဲကတစ်ခုဖြစ်တဲ့ခီးဖေးမီးပြတိုက်ပေါ်ကနေဗာမြူဒါကျွန်းစုတစ်ခုလုံးရဲ့360ဒီဂရီမြင်ကွင်းကိုလှည့်ပတ်ကြည့်ရှုနိုင်ပါတယ်
ပါတယ်။1846ခုနှစ်မှာတည်ဆောက်ခဲ့ပြီးအမြင့်118ပေရှိတဲ့ဒီမီးပြတိုက်ဟာသင်္ဘောသားတွေအတွက်ရောခရီးသွားတွေအတွက်ပါအထင်ကြီးနေရတစ်ခုဖြစ်ပါတယ်။ Bermuda အကြောင်းပြောရင်ချန်ထားလို့မဖြစ်တဲ့အရာကတော့ Bermuda တရိကန်ဖြစ်ပါတယ်။ Bermuda, Florida နဲ့ Puerto Rico တို့ကိုဆက်သွယ်ထားတဲ့ဒီတရိကန်နယ်မြေအတွင်းမှာသင်္ဘောတွေနဲ့လေယာဉ်တွေထူးဆန်းစွာပျောက်ဆုံးသွားတဲ့ဆိုတဲ့ဇက်လန်းတွေဒဏ္ဍာရီတွေကြောင့်ကမ္ဘာကျော်ခဲ့ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ဒီနေရာမှာဖြစ်ပေါ်တဲ့မတော်တဆမှုနှုန်းဟာအခြားပင်လယ်ပြင်သမုဒ္ဒရာတွေမှာဖြစ်ပေါ်တဲ့နှုန်းနဲ့ကွာခြားခြင်းမရှိသလိုအစဉ်အဆက်သင်္ဘောတွေပုံမှန်သွားလာလျက်ရှိပါတယ်။ Bermuda ရဲ့အခြားထင်ရှားတဲ့နေရာတွေကတော့ငှက်မျိုးစိတ်ပေါင်းများစွာကိုကြည့်ရှုနိုင်တဲ့ Peter Pond သဘာဝနယ်မြေ Bermuda ငါးပြတိုက်ပြတိုင်းနဲ့တရိတ်ဆန်ယုံရေအောင်ကုတ်ပြီးလေးလာတိုင်းနဲ့သင်္ဘောပြန်များနေရ UNESCO အမွေအနှစ်နေရာတစ်ခုဖြစ်တဲ့ Catherine Candat Most Holy Trinity Cathedral နဲ့လာပါတဲ့ကောက်ကွေးတွေပဲဖြစ်ပါတယ်။လူဦးရေရဲ့54%ခန့်ကအာဖရိကနွယ်ဖွားလူမဲတွေဖြစ်ပြီး31%ကဥရောပနွယ်ဖွားလူဖြူတွေဖြစ်ပါတယ်။ကျန်တဲ့လူဦးရေကတော့လူမျိုးစုံနဲ့ကပြားတွေဖြစ်ကြပါတယ်။လူဦးရေအများစုကခရီးယန်ဘာသာကိုကိုးကွယ်ကြပါတယ်။ကြီးပွားရေးအလွန်ကောင်းမွန်ပြီးတဦးချင်းဝင်ငွေအလွန်မြင့်မားတာကြောင့်ကမ္ဘာအချမ်းသာဆုံးနေမြေတွေထဲမှာတစ်ခုအပအဝင်ဖြစ်ပါတယ်။ Bermuda ရဲ့စီးပွားရေးကိုအဓိကမောင်းနှင်နေတာကတော့နိုင်ငံတကာအာမခံလုပ်ငန်းတွေဗန်တာရေးဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်ပါတယ်။ Corporate အခွန်မရှိသလောက်နဲ့ပါတာကြောင့်ကမ္ဘာထိပ်တန်းကုမ္ပဏီကြီးများစွာရဲ့ရုံးချုပ်တွေလာရောက်ဖွင့်လှစ်ရာနေရာတစ်ခုဖြစ်ပါတယ်။ဒုတိယအရေးအပါဆုံးကဏ္ဍကတော့စိန်ခံခရီးသွားလုပ်ငန်းဖြစ်ပြီးအဆင့်မြင့်ဟိုတယ်တွေစားသောက်ဆိုင်တွေနဲ့ဝန်ဆောင်မှုတွေကြောင့်ကမ္ဘာနေရာအနှံ့ကချမ်းသာကြွယ်ဝသူတွေလာရောက်ပန်းဖြေလိရှိကြပါတယ်။နိုင်ငံသားတွေရဲ့နှစ်စဉ်ပြည့်မြ GDP ကအမေရိကန်ဒေါ်လာ1,170,000ကျော်ဖြစ်ပြီးငွေကြေးစနစ်အနေနဲ့ Bermuda ဒေါ်လာကိုအသုံးပြုပါတယ်။ Bermuda ရဲ့အရွယ်ရောက်ပြီးသူစာတက်မြောက်နှုန်းက98%ဖြစ်ပြီးကောင်းမွန်တဲ့ပညာရေးစနစ်ကိုပိုင်ဆိုင်ထားပါတယ်။ Bermuda College ကတော့အဓိကအဆင့်မြင့်ပညာသင်ကြားရေးနေရာဖြစ်ပါတယ်။တည်ယူပို့ဆောင်ရေးမှာတော့ထူးခြားတဲ့စည်းကမ်းတစ်ခုရှိပြီးအိမ်အောင်စုတစ်စုကိုကားတစ်စီးသာပိုင်ဆိုင်ခွင့်ရှိပါတယ်။ဒါကြောင့်လမ်းတွေပေါ်မှာကားတွေထက်စကူတာနဲ့မော်တော်ဆိုင်ကယ်တွေကိုပို့တွေ့ရမှာဖြစ်ပြီးဒါဟာ Bermuda ရဲ့မြင်နေကြအရာတစ်ခုလိုဖြစ်နေပါတယ်။အများပြည်သူတည်ယူပို့ဆောင်ရေးအတွက်ဘိုင်းအောင်ဘတ်ကားတွေနဲ့ ferry သင်္ဘောတွေကိုလည်းအသုံးပြုကြပါတယ်။ Isle of Wight နိုင်ငံတကာလေဆိပ်ကတော့ Bermuda ကိုအဓိကဝင်ထွက်သွားလာရာဝင်ပေါက်ဖြစ်ပြီးတနစ်ကိုလေကြောင်းခရီးသွား9သိန်းခန့်ကိုဝန်ဆောင်မှုပေးလျက်ရှိပါတယ်။တမပိုင်းရာသီဥတုမျိုးကိုပိုင်ဆိုင်ထားပြီးနွေရာသီမှာပူနင်းဆူဆွတ်ခါဆောင်းရာသီမှာအသိအတင့်အေးမြပါတယ်။တနှစ်ပတ်လုံးပြင်းပြအပူချိန်ကတော့18ဒီဂရီကနေ30ဒီဂရီဆဲစီယပ်အတွင်းမှာရှိနေတတ်ပြီးဟာရီကိန်းမုန်တိုင်းတွေရဲ့အန္တရာယ်ကိုတော့တစ်ခါတရံကြုံတွေ့ရတတ်ပါတယ်။ Bermuda ရဲ့ယဉ်ကျေးမှုအမှတ်အသားတစ်ခုဖြစ်တဲ့ Guam Bay အကကတော့အာဖရိကကာရစ်ဘီယန်နဲ့ဗြိတိရှယဉ်ကျေးမှုတွေပေါင်းစပ်ထားတာဖြစ်ပြီးကျောင်းစုံဝတ်စုံတွေပုံတေးသံတွေနဲ့ကပြဖျော်ဖြေလေးရှိပါတယ်။ထူးခြားတဲ့အချက်တစ်ခုကတော့ဒူအထိသာရှိတဲ့ဘောင်းမီထိုးတွေဟာ Bermuda မှာအမျိုးသားတွေအတွက်တရားဝင်ရုံးဝတ်စုံအဖြစ်လက်ခံထားပြီးကျဲအင်ကြီးနက်တိုင်ဒူအထိရှိတဲ့ခြေအိတ်တဲ့ကျူးဖက်တက်တွေနဲ့တွဲဖက်ဝတ်ဆင်ကြပါတယ်။ Bermuda မှာမြစ်ချောင်းအင်းအိမ်လုံးဝမရှိပါဘူး။တောက်သုံးရဲ့အတွက်မိုးရေကိုသာအဓိကအားထားရပြီးအိမ်တိုင်းရဲ့ခေါင်းမိုးတွေကိုမိုးရေစုဆောင်းနိုင်ဖို့အဖြူရောင်ထုံးကြောင်းနဲ့အစင်းစင်ပုံစံပြုလုပ်ထားတာကိုစိတ်ဝင်စားဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်။နောက်ထပ်ထူးခြားချက်တစ်ခုကတော့ဒေသခံတွေရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ကျန်းမာရေးကိုကာကွယ်ဖို့အတွက် Bermuda ဟာနိုင်ငံခြား fast food စားသောက်ဆိုင်တွေဖွင့်ခွင့်ကိုပိတ်ပင်ထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီမှာမက်ဒိုနယ်ကိုရှာတွေ့မှာမဟုတ်ပါဘူး။အရသာရှိတဲ့ပြည်တွင်းစားစာတွေကိုသာစားသုံးနိုင်မှာဖြစ်ပြီးဒေသခံယဉ်ကျေးမှုကိုထိတွေ့ခန်းစားနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းမြို့တော် Hamilton မှာတော့ KFC ကြက်ကြော်ဆိုင်တစ်ဆိုင်ရှိနေပါတယ်။ဒီလိုဖြစ်ရခြင်းကတော့ fast food ဆိုင်တွေဖွင့်ခွင့်ပိတ်ပင်တဲ့ဥပဒေက1989ခုနှစ်မှာစတင်တာဖြစ်ပြီး KFC ဆိုင်ကတော့1985ခုနှစ်ကတည်းကဖွင့်လှစ်ခဲ့လို့ဖြစ်ပါတယ်။1920ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ Bermuda ရဲ့လွှတ်တော်ဟာ American Congress ထက်တောင်ရှေးပိုကြပြီးအနောက်ကမ္ဘာမှာဆက်လက်လဲပတ်နေစေတက်တန်းအရှိဆုံးလွှတ်တော်ဖြစ်ပါတယ်။ Bermuda ဟာလူနေမှုစနစ်အလွန်မြင့်တယ်လို့ခြေပူရအားဖြင့်အမှုအခင်းနေပါပြီးလုံခြုံစိတ်ချရတဲ့နေရာတစ်ခုဖြစ်ပေမယ့်နေထိုင်မှုစရိတ်ကတော့အလွန်မြင့်ပါပါတယ်။ဒါလို့ဆိုရင်တော့မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာတီးခြားတည်ရှိနေတဲ့လှပပြီးစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ Bermuda ကျွန်းစုရဲ့အကြောင်းကိုအတော်လေးသိသွားလောက်ပြီးထင်ပါတယ်။ဒါဆင်သူတူတာဇော်မိတ်ဆွေအပေါင်းကျွမ်းလန်းချမ်းမြေ့ကြပါစေရှင်။